အနန္တခိုင်ဝင်ဖြစ်ဖြစ်အဖေရဲ့ဒီမွေးနေ့ကိုတာရဲ့ဒီတစ်ချင်းကလေးနဲ့ဒီဖွင့်ကုန်ယူလိုက်ပါသည်တာကျွန်တော်ရှင်မချစ်တော်တဲ့